ကဲကျွန်တော်မြန်မာ Group Stage ကိုနော်ဘယ်လိုမျိုးပယ်ပုံလေးနဲ့တက်မလဲဆိုရင်မေးခွန်းကိုဖြည့်ပေးမယ်တီမောပတ်သက်မြန်မာဒီဇိုင်နာမတ်နော်ကျွန်တော်မြန်မာအသင်းအနေနဲ့ကတော့တပွဲနိုင်ကိုကျွန်တော် Knockout Stage ကိုတက်ပြီးတီမောအနေနဲ့ကတော့2 0နဲ့နိုင်မှပဲတက်မယ်ဆိုတော့အနေထားမျိုးတော့မြင်ရတယ်ပေါ့နော်ဆိုတော့ကဲအမလေးတီမောဘက်ကတော့ first pick first ban လုံးလုံးနဲ့ Ave နဲ့ကတော့ ban ဝိုင်းနဲ့ဗတစ်ဖက်မှာလည်း Uranus ban ထားလေးတော့တွေ့ရပါတယ်ကဲ second ban ဘာမလဲကျွန်တော်မြန်မာအသင်းဒီမှာကြောက်မယ်ဟီရိုဂျနီဖာနော်ဂျနီဖာတွေပါတယ်သူတို့ကနာမည်အရင်နေမဟုတ်တော့ပါဘူးဂျနီဖာကြီးကတော့ဟုတ်ရလေဟုတ်မှာပါလေ Isabel Mudrika Grace Jaida နာမည်အရင်နေလားဒါမို့နော်အင်္ဂလိပ်နာမည်လားမသိ ဘူးတိုင်းနာမည်ရင်းနေပဲဆိုတော့နာမည်ရင်းနေတို့နာမည်ရင်းနေလမ်းလိုက်တာကိုလေ လမ်းနေရတယ်တိုင်း ကဲဒီဘက်မှာ 8 band ဒီဘက်မှာ CC band တပ် band လေးတကောင်ထပ်တော့ band အောင်မဲ့ကျွန်တော်မြန်မာအတင်းဘာစီယာလေးပဲ band တိုင်းနဲ့ပဲ first pick တီမောဘာယူမလဲ Okay သူရှင်း ဆိုရှင် first pick ကဲဒီဘက်မှာဟာရာဘူဇာဟီရာမြင်မြင်ဆန်ဆန်ပဲယူသွားရဗျာကဲကျွန်တော်မြန်မာအသင်းဘက်ကတော့ Riku Harabuza နဲ့เนาะ Heda တော့ J အတွက်လည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ Shelly အတွက်လည်းဖြစ်နိုင်တယ်ဗောနော်ဆိုတော့သူတို့ဘယ်သူပဲကင်ကန်အဆင်ပြေပါတယ် guys ကဲတော့ဒီဘက်မှာတီမောတင်းဂျန်ဂလာဘာညာလိုက်ထုတ်တော့မလားဒီဆန်ရှင်းနေ join နေ Lancelot တွေလွတ်နေသေးရဲ့မင်္ဂလိတင်းเนี่ย Lancelot တိတ်မကန်ကြအောင် တိတ်ကင်တာဗောမလန်တိတ်ကင်တာဗောရှေ့မှာ ban နေလို့တောက်လျှောက်ဘန်နေလို့เนาะမလေးရှားအသင်းလဲကင်တယ်ဖိလစ်ပင်းအသင်းလဲကင်တယ်အင်ဒိုလဲကင်တယ်မင်း just saying ကဲဆိုတော့ကတော့ကလောရတော့เนาะကျွန်တော်တို့ခါလီယာနဲ့ခါလီနဲ့ကျွန်တော်တို့ကတော့ကချာနဲ့ယူသွားတယ်ဘရို thank you ပါမန်မဝင်ပေးသွားတဲ့အတွက်ဆိုတော့ဒီဘက်မှာလဲရကင်မီပေါ့နော်အဖူးအတွက်မင်းမိတ်လေးကိုရွေးချယ်ထားတယ်ဗျာမစိုးပါဘူးတောက်လျှောက်လေး spray လို့ရတော့နောက်ပါပြီဆူရှင်းကကင်မီလေးကတော့မစိုးပဲပြောရမှာပဲဆိုတော့ full ban နေအပန်းမလဲเนาะတစ်ပတ်ကလုံနေသေးတဲ့6 lane တွေဂျန်ဂလာတွေ ban လို့တော့ရနေသေးတယ်ကျွန်တော်မြန်မာအသင်းဒီသင်းတော့နိုင်ပါတယ်ဟုတ်တယ်မလားနိုင်တယ်မလား နိုင်တာပေါ့တာရဲ့တီမောလောက်ကတော့မျက်စိမိတ်ဆော့ရအောင်နိုင်နော် Okay ဘယ်တကြီးပါဘာစီယာ pro ကလမလေးပေးပါရော YouTube မှာကြီး film မှာကြီးလမလေးနေခဲ့ပြီးလို့ရပါတယ်မ share သေးရင်လည်းကျွန်တော် mobile နဲ့ကျွန်တော် site နဲ့ group တွေ share သွားပြီးလို့ရပါတယ်ကျွန်တော် live stream အသက်လေးဖြစ်သွားလို့ပါတစ် click ကဲဆိုအဲ့မှာတော့ခလောတယ်တော့ အန်သွားတယ်မသိဘူး အေးလို့ဘယ်လိုဖြစ်လဲအဲ့တော့သွားလာလားမသိဘူး Facebook က ဒီပါဗျာ ကဲဆိုအဲ့မှာတော့ခလောတယ်တော့ Fredrin နဲ့နော်ကျွန်တော် Fredrin band တစ်ဖက်မှာလည်း Granger band Last band လေးတော့ကိုတီလေးထပ်ပန်းမယ်နေတာမျိုးလေးလည်းရှိတာတော့ရှိနေသေးတယ်ဗောနော်Fredrin တွေ Granger တွေ ban မိတိုင်းနဲ့ last ban နဲ့နှစ်ကောင်လေးတော့ထပ်တော့ ban အောင်မယ် Harry ဘာညာဘန်းမလားရှေ့မှာလေတောက်လျှောက်လေ Harry တွေဘန်းရတယ်ဒီ4 band last band နေ ဘာတက်တယ်ဟာဘာတက်ဒီဘာ ban ကုန်ပြီဒီဘက်မှာတော့ Harry goal lane ပုံမှန်ပါပဲเนาะကျွန်တော်မြန်မာအသင်းနဲ့တွေ့ရင် Harry တွေက ban ပြောတော့ပြောပါတယ်အဲ့ hero တွေပဲဘန်းမှာလား bro ပြောတော့ပြောလိုက်ပါသေးတယ်လားကဲဆိုတော့ဒီမှာ Asma Ritter ထပ်ပြီးတော့ပဲပစ်ထားတယ် Asma Ritter goal line လာတာကြီး Asma Ritter goal line တွေပါရဖြစ်နိုင်လား ဖြစ်သွားနိုင်သေးတယ်
Okay offline လည်းဖြစ်နိုင်သေးတယ် Hera ရောနဲ့ကဲဒီဘက်မှာနှစ်ကောင်လုံးပြရမယ်တီမောဘာယူမလဲ Isabel Mudka Mutrika ကဲဆိုရင်တော့ခုလောနေတော့เนาะနှစ်ကောင်တွဲပစ်ကမဲ့အနေထားတခုမှာတီမောအနေနဲ့ကတော့တော်တော်လေးတော့စဉ်းစားနေရဗျာဒီနှစ်ကောင်ပစ်ကိုเนาะတွဲပစ်ကတော့မှာသူတို့ last bit နှစ်ကောင်တွဲထော်မှာပြီးတော့ကျွန်တော်မြန်မာအသင်းဘက်ကတော့ last bit ရမယ်ပေါ့နော် ကဲစုယူနဲ့ဘိန်းမှာဘိန်းကိုလိန်အောင်ချလပုကို Ja, Labu good. Xbox ကို Okay. လပုကိုဟုတ်တယ်လပုကိုနားလဲပါတယ်နော်ဥစားလဲ ဘိန်းကြီးကတော့ပျောက်နေတာကြာပြီလားလို့ဒါရန်ဘိန်းကြီးကတော့တိတ်တော့ဝါမဖြစ်ဘူးဟုတ်တယ်နည်းနည်းလေး nerf ခံတာကြည့်ရမှာပဲလပုကိုနားလေတဲ့ခေါ်လေပဲရနော် short တော့မတွတ်သေးရင်ဟုတ်ပါကဲ game 1မှာကဲလမလေးပေးပါရအောင်ယူမကြီး film မကြီးလမလေးတယောက်ချက်လောက်နေခဲ့ပေးပါအောင်ဗျာကဲဆိုတော့เนาะကျွန်တော်တို့တပွဲနိုင်တာနဲ့ကျွန်တော်မြန်မာပြည်ရဲ့ knockout stage တက်ပြီပေါ့နော်2သီးနဲ့ဆိုရင်တော့အတိုင်းအထိုင်လုံးပေါ့ဗျာမလေးရှားနဲ့တော့အမှတ်သွားတူအောင်ပါဒါပေမဲ့ tie breaker ခွဲတဲ့နေရာမှာတော့เนาะကျွန်တော်ပွဲချိန်မြန်မြန်ဆန်ဆန်အံ့တာနဲ့ပွဲချိန်မြန်မြန်ဆန်ဆန်မအံ့တာနဲ့ကွာမယ်ဆိုရင်တော့ကျွန်တော်တို့နေနံပါတ်3နေရာနဲ့ပဲတက်ဖို့များတယ်ပေါ့ဒီပန်းတော့ပေါင်းပြီဆို game 1ကို1-1တည်ကြဝိုင်းရော1-1တည်ကြတယ်တက်တယ်လေတာကြီးမြန်မာအသင်းကအခုလက်ရှိတီမောတမတ်မှမရသေးဘူးလို့မြန်မာအသင်းကတမတ်ရပြီးသွားပြီ Okay ဟုတ်လားအဲ့လို2သီးနဲ့ရှုံးသွားမှရှုံးမှာပေါ့ Yeah 2သီးနဲ့ဒီတီမောကိုရှုံးမှာငါတို့မြန်မာအသင်းကပြုတ်မှာဆိုတော့2သီးနဲ့ရှုံးဖို့ကလည်းမဖြစ်နိုင်တဲ့လောက်ပါပဲတာကြီးရမရှုံးပါဘူး Yeah ဒီဘက်မှာတော့ဂျန်ဂါအသေးAC လေးပဲလာဝိုင်ထားနေပေါ်လဲမှာလဲခါလီကိုသူတို့ offlane ပေးစော်တာဗျာနော်တမျိုးတော့တမျိုးလေးပဲမင်းခါလီ offlane နော်ရှားတယ်မတွေ့ရတော့ပါပဲရှားတယ်နော်အစမာရီနာလေအောင်လဲမှာတော့ဘိန်းနေကတော့နည်းနည်းလေးတော့ရုံးကန်နေရတယ်လို့မျိုးလေးတော့ဖြစ်တယ်ဆိုပေမဲ့လည်းနော်ပေါ့ပါပဲအချိန်တန်လဲသူကလည်းသူသွေးပြန်ပြေးသွားမယ် hero ဆိုတော့တိတ်ကြောက်စရာတော့မလိုဟာရာဘူဒါလည်း40ဘာရီဖန်ဒီဘက်မှာလည်းလပူချီBeta Fighter level 4တွေပါတယ် fan နော်အရေးကြီးပါတယ် Sandstone တွေပါတယ် EHB crack go crack စားရတယ်နော်လည်း Isabel ပြန်တော့ bat ထားတယ်မနော် Asmarita နဲ့ရှင်ထည့်ရတာနည်းငယ်တော့တိုင်ပတ်တယ်ဗျ Moscow နဲ့ပွဲတွေကအိုင်တိုင်းဖြဲရမှာလို့သိလားကိုသိဟုတ်တယ်ဒါရင်ကဲဆိုတော့ဒီဘက်မှာလည်းခါလီတိုနီတို3သင်းနေပါတယ်ဂျီကိုတော့ပေါ်လဲတော့နည်းနည်းလေးနှိမ်ထားခြင်းနေဆိုပေမဲ့လည်းအချိန်တိုင်းလည်းခရီးကစားရတယ်ဘရိုဒီလက်ပူတွေပါတယ်ရမ်းနှိမ်လို့မရအောင်justice blade လေးလန်းပြစ်ပြီးစားထိန်းနိုင်ရတယ်အဲ့တော့ကွရှယ်ရိုနဲ့ fat black လေး try နေနေတာတခုမှာတော့မသေးပါဘူးပေါ့နော် referral လေးနဲ့အမဓာခုတ်ရလက်ဝင်ရှို့သလိုဖြစ်သွားတာလေးကတော့ဒီဘက်ကခါလီအဖူး flicker တွေပိုင်းနဲ့လိုက်ယူရင်တော့ရတယ်ဆိုပေမဲ့လည်းအန်နီများလုံးနေတူတယ်ဗျာနော်မလုပ်တော့ပါဘူးဆိုတော့မောင်းထုတ်ပြီးတော့ပဲ fast starter ယူလိုက်တယ်အဲ့လွယ်ပါတယ်ဘရို team ကမဆော့တော့ဘူး mobile လေးချမ်းဟာကိုဒီအဲ့လိုကြုံကြောပါနဲ့အဲ့လိုကြုံကြောပါနဲ့မဟုတ်လေတာရဲ့တီမောမှာ mobile လမ်းကျန်အရင်ကြီးမထွန်းကားသေးဘူးငါပြောချင်တာအဲ့လိုနော်ကဲဆိုတော့အဲ့မှာတော့ခုလောရတော့ Heda နော်အောက်လန်း L130 Asmara Star for Bain Totally Cash for Black ကတော့ပေါ်လန်းမှာလက်ပူဟိုနားမှာမင်းမှာYeah blue band နားမှာ J အနေနဲ့တော့ solo key လေးတော့ကောက်သွားတယ်ပေါ့နော်အဲ့အောက်လန်းမှာလည်း key ပဲထပ်ရလိုက်တော့မစိုးဘူးပေါ့နော်နှစ်ကောင်rapper ပါရသွားလာတိုင်းrapper ပါရသွားသေးလားနော်အဲကျွန်တော် Asmarita အနေနဲ့ rapper လေးပါထက်ရသွားရင်လည်းအောင်လန်းမှာလည်းထုနေသလိုဒီဘက်မှာလည်း Heda အနေနဲ့ share လေးပြန်တော့ KB ထားတယ်နောက်မှလည်း Blazer စိုးစီပါတွေပိုင်အောင်မလားဟာရဘူတာ Quashero ထည့်ထားတယ် KB separate ကြနေတာဟာရဘူတာလိုက်သွားခြင်းလိုက်သွားလို့ရဆိုမှအနေအများရင်တော့အဲ့ဒီကမလုံးတင်ဘူးအဲ့ဒီကမလုံးတင်ဘူးလုံးမယ်ဆိုရင်လည်းပိုင်းလိုက်ရမှာ my god Riku စိတ်လှုပ်ရှားနေပြန်ပြီနဲ့တူတဲ့အသားကြီးကဲ
နော်ကျွန်တော်ဟီရိုဂီတောက်လျှောက်ပြန်တော့ပေးနေရပြန်ပြီနော်အသာကြီးနဲ့စော့ရမယ်ပွဲ rapper တွေပါလေဒိုက်ပြီးသွားတဲ့ကိစ္စကို ဘလူးဘတ်မှာထပ်တိုက်ချင်လိုက်တာဘလူးဘတ်ထပ်တိုက်တာမကောင်းဘူးကောင်းတယ်ဘရိုဒီလားအမှန်တိုင်းပဲအဲ့ခုန quick share လို့မှသူနည်းနည်းစဉ်းစားနေရတယ်ကျွန်တော်အဲ့ဂရောချလာနေပြီးဆိုတော့သိတယ်ဘရိုအဲ့ဂရောချ unbreakable return ခေါ်တာမိသွားတယ်ဆိုတော့အော်တည်သွားပြီဘရိုပို့ဆိုးသွားတာပေါ့နော် Cherokee လည်းလမ်းကြည့်လိုက်တော့ Cherokee လည်းရှိတယ်ဘရို ရပြီဘရိုဘန်ပြီးလိုက်ပြီနော်စစ်ကြည့် ကဲဆိုတော့လက်ပူလမ်းရှိကနောက်မှာတော့ AC ပဲ3မိနစ်လိုနေထား4မိနစ်လိုတိုင်ပင်မှာတော့ Hero K လေးကတော့2-2လေးနဲ့ပဲသွားထားသေးတယ်ပေါ့နော် ကဲ အေးအပေါ်လဲ K လေးတစ်ကောင်ရပြီဗျာ 950တန် free K လေး 950တန် free ဟောမသိသွားဘူးဟာ အဲ့မသေးပါဘူး AOG ကြာလာတော့လေနော် Avaro the Guardian ကိုရှောင်းတာပါညာနဲ့ဆိုတော့လေ survive တော့ဖြစ်သွားသေးတယ်ပေါ့နော်ဆိုတော့ Timor AC ပါပဲညီတို့ ကဲနော်ကျွန်တော်ဒီဘက်မှာတော့ UK နှစ်ကောင်ပြန်ပေးထားတာဆိုတော့လေ network ကတော့1000လောက်ပဲကာတော့တဲ့နေထား second data လေးပဲလုံးမလားပေါ်လန်းကတော့3ယောက်တယောက်တွေတော့ညှိနေနေပဲ ဟုတ်တယ် ဗျာကျွန်တော်လက်ဖို့မသေးအောင်ဆော့တိုင်းကိုရပါပြီเนาะအောက်မှာတော့တတ်တင်မလုတ်ဘဲနဲ့တိုက်အပြန်လန်းမှာစောင့်တက်ဖို့စဉ်းစားနေတာအောက်မှာတော့ဆိုလိုကြီးဗျာ Solo K နော် Kiko စိုင်လေးနေရမိုက်တယ်နော်ဂျီးနဲ့ကျွန်တော်ဒီဘက်က Kiko နဲ့တောင်ကတော့တော့နေသူတော့ခြေပြီးသားနော်ဒီဘက်မှာလဲလန်းမလိန်လေးတောင်ကိုခြေဖို့ပဲလိုတော့တာနော် Rigu ရာတာတေတွေပါယူပေးသွားဆိုတော့မစိုးဘူးပေါ့နော်ဒီတော့ပို့ပြီးတောင်ကိုခြေခြင်းနေဆိုတော့လဲလန်းကျွန်တော်ဟာဇူရှင်းလေးကိုကောက်ကြည့်မလား ညာ လောက်တော့မလောက်တော့ပါဘူး ကဲနော်အောက်လန်းကတော့ကျွန်တော်ကိုရှိပါတွေထပ်ခွာမလားတာဝါယူဖို့တွေပါเนาะကျန်တဲ့နှစ်ကောင်မှာဆင်းလာနေနေပဲ off plane ခါလီလေးကစင်မပြေဘူး Star for Labu Breeder Fighter Raiden Slat လေးနဲ့တော့ခေါင်းတယ်ခွဲထားတယ်ဆိုမှလည်းနောက်ဆုံးပျောက်သွားသေးတယ်ဗျာပျောက်သွားသေးတယ်ဒီဘက်မှာလည်းပါဆယ်အနေနဲ့ကတော့ဂျီပြန်ပေးထားတယ် AOG Avaro the Guardian ကတော့အဖူးအနေနဲ့ flicker ခုံချောင်းတော့လေနောက်မှာ Blazers Asmarita စားထားတယ် damage လေးတော့တော်တော်လေးတော့များနေပြီအေးအဲ့မှာလည်း battle လေးပြန်ဝင်လာတဲ့ Hater ရဲ့ပန်ပိုးမှုနဲ့အတူနောက်ဆုံး Star 4လေးနဲ့တော့ Kiko Killing Speed Asmarita တော်တော်လေးတော့နော်တက်ရက်တဲ့အနေထားတစ်ခုနဲ့တော့ကစားပြနေပြ Kiko goal လေး Kiko အတိုင်းပဲဒီပွဲ fighter goal လေးနေတော့ပို့လိုက်နေသလားလို့မြင်သူ့ပုံစံ အဲ့ဒါပြောတာမဟုတ်ကိုဟိုပွဲတော့မဟုတ်သူလုံးတင်တာတော့လောက်အောင်ပါအသေးပေါ်ကြည့်ပြီးတော့ရှိန်နေလို့မရဘူးလို့ဖျဲတင်တာဖျဲရမှာသိရမလားအခုကတီမောနဲ့မဟုတ်ဖျဲတယ်နော်ဟိုက vitality နဲ့မို့မဖျဲဘူးဆိုတာတော့မဟုတ်ဘူးလို့နော်အဲ့လို hero တိုင်တာလို့ဖျဲဆော့အောင် ဟုတ်ပါနော်အစမာရာဂိုးနဲ့တော့ဆော့တော့ပျော်စရာကြီးဒီပွဲနော်တော်တော်တာရတယ် bro Hero K 301 KD မြင့်နေအမအပေါ်လန်းမှာလေလက်ဖူလေးတော့လုံးချံမှုတော့အပေါ်လန်းတီမောဘက်က4ယောက်တက်လာပြီကျွန်တော်မြန်မာအသင်းဘက်ကချေ Breeder Fighter လမ်းရှိကလေးနဲ့တော့အသာလေးပဲပြန်ပတ်မလားအဲ့မှာတော့ stand တော့စားလိုက်ရမလား flicker လေးတော့ခုံထွက်ထားသေးတယ်အဲ့မှာ Harper Cherokee ပိုင်းလာတယ်ဘိန်း Deadly Catch တွေပါလေပြီးသွားပြီ Harper Quick Share လေးနဲ့တော့အသာလေးတော့ပြန်ပတ်ခွင့်ရသွားတယ်ဗောနော် Okay လဲမှာလဲ fast tower လေးတစ်လုံးထပ်လို့ခြင်းနဲ့ကျွန်တော်မအတင်းနောက်တစ်ပတ်ကတော့ခါလီလိန်ပေါင်းစုံလိုက်ကာနေရတော့တနာဘူးတော့ကောင်းလာပြီဘရိုဂျိုက်တာဆိုတဲ့တယောက်က မှန်နေ နော်အောက်လန်းလေးသူကလဲလဲကူကာနေရတော့မယ်အပေါ်လန်းမှာရောက်လာပြီး Isabel အနေနဲ့တော့ပြန်ဘတ်မှရတော့မယ်ဗျ ကဲဆိုတော့အဲ့မှာတော့ခလောနေတော့ပေါ်လန်း Isabel ကကေးလေးတော့ထပ်ပေးထားပြီဘိန်းကြီးကမဲတာအောက်နေပြီလို့သားရင်ကင်းကြီးကမဲတာအောက်နေပြီလို့သားတို့ရဲ့ ဘိန်းကလိန်နေမှာလဲဆိုလို့တေကူလဲထက်ခန့်ခံရတာပါညာနေရတော့ မှန်ပြီလား မွားတာကျဲနေပြီဘိန်းက ကဲဆိုရင်မှာတော့အပေါ်လမ်းမှာတော့ထပ်ပြီးတော့တာတေတွေပါယူနော်တာတေ3ခါလုံးတော့ကျွန်တော်တို့ရဲ့တင်းမြန်မာတိမ့်မိုက်သွားခဲ့ရင်းနဲ့ပဲတစ်ဖက်ကတီမောအတင်းယာဒီ group stage ကတော့သူတို့တော့ကတော့ဒါရှုံးပွဲနိုင်ဝဲမရှိခဲ့တဲ့เนาะကျွန်တော်တို့အနေထားမျိုးလေးရှုံးပွဲတွေဆက်နေဒီနေ့ဟမ်ဒီမောတော့ တီမောတော့ကတော့ဥမကွဲနေလေးများဖြစ်နေမလားနော်ကဲခုလောတယ်တော့မစ်တာဝါယူဖို့ပဲကြံတော့တယ်မာတင် ဟုတ်ပါ စတင် pressure ပေးလာနေနေပဲတီမောတွေအနေနဲ့ကတော့ဒီဘက်က blue ဘက်လေးပဲလက်လို့ရမယ်နေထားအောက်မှာလည်း2ယောက်တယောက်ကမနိုင်ဘူးဒီဘက်မှာ3ယောက်ကလည်းဘက်ကပေးရအောင်ပါ AOG နဲ့ကြာလာတယ်အလူဝင်ကြီးဆိုတော့ကတော့ကချာတန်းပြောက်သွားတာဗောနော်သူကာကျင်တာဘာလို့လောက်တာလဲ 150တန် free တွေလို့ မေးပေးအောင်မလဲ ဟုတ် ဟာရဟာရပါသား Cherokee လာတယ်လို့ပဲဆိုတော့တစ်ဖက်ကလည်းမျှခံလိုက်တဲ့နေတာတခုမှာတော့ကေးတော့မရလိုက်ဘူးဗောနော်ဒါပေမဲ့လေလန် first tower လေးတစ်လုံးတော့ရခဲ့ပါတယ်ဆိုတော့လော်လေးထွက်ရင်တော့အပြန်တောင်တွေပါလေအကုန်လုံးယူမေဂါရှိလေးပါလေတောင်းတက်အဲ့ုံပါပဲဒါကြီးပို့ပါပဲ ကဲနောက်က6000တိုက်ထပ်ဖိထားလိုက်အောင်10မိနစ်နဲ့ဖြတ်ပြလိုက်ကွာပွဲကို မှန်နေဒါကြီး10မိနစ်လေးနဲ့ဖြတ်ပြမလားဗောနော်အဲ့မှာလေအပေါ်လမ်းမှာတော့နောက်ထပ်40စက္ကန့်နေတော့လော့ထွက်တော့မယ်
ခုတီတီကတော့ hero kit အသာနော် network အသာသီးနဲ့နော်ဦးဆောင်နေနဲ့မတော့ header ထူထောင်းနေ asmarita damage တွေကတ်ပုတ်ထားရနေပဲစုယူလေးတကောင်မှထပ်ပြီးတော့ကေးရထားသေးတယ်ဗျာနော်ဆိုတော့ဝင်တိုင်းတဲ့ကောင်တွေပါနေတော့လေစုယူကလှုပ်လို့တော့မရခဲ့ဘူးနော် header ကကျွန်တော်တို့ဒီဘက်က L hand နဲ့30နေပိုင်းနဲ့ထုတာလဲမိုက်တာတော့မိုက်တယ်ဘရိုတို့second tower ကြီးကုံပြီးအလဲမှာတတိုင်းပဲကျန်တော့တာဆိုတော့ second tower လေးဆက်ယူเนาะအောက်မှာလဲ mega she ရှားလိုက်တယ်ကျွန်တော်မြန်မာအတင်းလောရလို့ရှိရင်တော့တန်းအံ့ရောမယ်ဘရိုကဲအဲ့မှာတော့လဲလမ်းမှာတော့ကျွန်တော်တို့ second tower လေးကိုထပ်ပြီးတော့ပဲယူထားတယ်နောက်မှလည်း Lapu Breeder Fighter Land Shaker Raisin Sled တွေပါပေးအောင်မလားလောက်တော့မလောက်တော့အဲ့မှာတော့လဲလမ်း second လေးကိုထပ်ယူထားတယ်မလား Harvester Quick Share တို့ခွဲထားသေးတယ်ပို့ပါပါမယ်ညီတို့ mega she အော်မရလိုက်ဒါပေမဲ့ဘာပဲအောက်လန့်ထွက်မှာဆိုတော့ပြဿနာတော့မရှိပါဘူး mega she ကအမှန်ပဲကဲလော်လေးလောက်ပြီးရင်တက်မယ်ဟလားဂိမ်းယူသွားမယ်တော်လက်လက်လေးနော်တော်လက်လက်လေးလောလိုက်မြဲဆက်လေးပဲပေါ့ဗလက်နော်မြဲဆက်လေးပဲကဲဆိုရင်မှာတော့လော်လေးမထက်ရသွားပြီဗျာနော်6မိနစ်လိုနေထားတခု hero kit 3កောင်8កောင် network gap နေနဲ့လဲ2009တော့3000ပဲထားဗျာနော်တစ်ဖက်က2000ဆိုတော့ဂျားထဲမှာ8000ကျော်9000နီးပါးလောက်တော့ဟာနေတာမျိုးတော့တွေ့ရတယ်တီမောအသင်းကျွန်တော်မြန်မာ level တော့ဟုတ်မနေခဲ့ပါဘူးထင်တဲ့အတိုင်းပါပဲကျွန်တော်မြန်မာအသင်းတီမောကိုနိုင်တာနဲ့တက်ပါတယ်ဘရို group ကတော့ခတ်တာတော့ခတ်တယ်ဆိုပေမဲ့မလေးရှားကိုတပွဲနိုင်ခဲ့တာတော့เนาะဒါ group မှာတို့ဒါတော်တော်ကြီးအဆင်ပြေခဲ့တဲ့ရလက်တစ်ခုလို့ပြောရမယ်ပြောနေနေတော့ဒီဘက်ကတော့ခါလီရှော့သွားပြန်ပြီဗျာ250တန်းလို့ခါလီယာဟုတ်ပါတပုတ်ပုတ်ပဲကဲလော်လေးကတော့အောင်လန်းနေတော့လာနေပြီဘရိုเนาะအလဲလန်းနဲ့ပေါ်လန်းမှာလည်းမေဂါတာဝါလေးပါလေးတော့ထက်ယူအောင်မယ်အောင်လန်းမှာတော့မေဂါရှိမရှိတော့နေတူတယ်ဗျအလဲလန်းမေဂါရှိလေးတစ်ခုတောင်းပြီးတော့မေဂါဒီပိုင် try နေလဲရတယ်မနော် split push ပုံစံမျိုးနဲ့အလဲလန်းမေဂါရှိပွင့်သွားပြီအဲ့မှာ Harvester Quick Share လန်းတော့ထည့်လိုက်တယ်ဆိုမှဘိန်းကြီးတော့ဖြစ်နေတယ်ဗောနော်ဘိန်းမှာတော့ Dirty Cash ကကူတော့လဲနေတယ်ဆိုတော့ easy ပါအောက်လန်းလော်ပြေးရိုက်မှာနဲ့နော်ကျွန်တော်မေဂါတန်းတော့ရတယ် bro first law နဲ့ try နေတယ်ဆိုရင်ဗောလေ try မယ်ဆိုတော့ရတယ် try လို့ရတယ်လှုပ်တင်နေတာနေတော့လေအဲ့လိုက်တော့မလားကဲဆိုတော့အဲ့မှာတော့အောက်လန်းမှာတော့လော်လေးကတော့ပြေးတော့ရိုက်မှာเนาะဆိုတော့တစ်ဖက်မှာလည်းကာတော့ကာညနေတော့မကင်မီ Rocket Stallion Bean နောက်မှာ Asmarita ဝင်လာအောင်မလား Heater Power Wireless နဲ့ Bean ရလိုက်တယ် AOG Avada the Guardian နဲ့ကာဖို့တော့ကြိုးစားရဆိုမှလည်းအဆင်မပြေဘူးတီမောဘက်က4ယောက်ပဲကျန်တော့တယ်ကျွန်တော်မြန်မာအသင်းတသိန်းလုံးတော့ပြေးတက်လာခဲ့နေမှာတော့ဆန်းစုံးလေးကိုရှောင်ထားသေးတယ်ရသည်လားဘယ်ကွန်လန်နာဖလဲလေးနဲ့ကင်ပေါက်ပြီးတော့လှုပ်ပေးမယ် Harvester Quick Share တို့နောက် Share တို့ကြီးပိုင်းထားမလားသွေးကန်နေဒီမှာလိုက်ပိုင်းထားနေမယ် Riku စုယူတော့ကေးကောက်သွားနေမယ်လော့နဲ့သရုံးပဲပြေးချိုးသွားတဲ့အခိုက်နဲ့မှာ game number 1မှာ10 minute နဲ့ကျွန်တော်မြန်မာအသင်းတီမောတော့အပြတ်တက်ကိုပဲနိုင်ရရှိက 1G ဆိုတဲ့ result နဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်ကြီးပါရန်ကောင်းပါလေကဲဂိမ်းနူးလေးသွားကြတာပေါ့ဗျာ